TikTok ဗီဒီယို view 24 တန်းကနေသိန်းရာချီရှာနိုင်ခဲ့ပါတယ်။မင်္ဂလာပါကျွန်မကတော့ Wine Fancy ကမှရမင်းဖြစ်ပါတယ်။စီးပွားရေးတစ်ခုစလုပ်တော့မယ်ဆိုရင်လေအခုလက်ရှိမှာ TikTok platform ကအကောင်းဆုံးဖြစ်တယ်လို့အကြံပေးပြရစီ။ဒီနေ့မှာလဲ TikTok ဗီဒီယိုပေါက်သွားတာကြောင့်ကျွန်မအော်ရာမန္တလေးကို320ဘို့တောင်ကြီးကို320ဘို့နဲ့စုစုပေါင်းတခြားအော်ရာသေးလေးပါတယ်ဆို350ဘို့အော်ရာထုတ်ရမှာဖြစ်ပါတယ်။ TikTok ပေါ်မှာလေကိုယ့်ရဲ့ဗီဒီယိုတွေကိုစိတ်ဝင်စားစေချင်တယ်ဆိုရင်ပထမဆုံး3စက္ကန့်ဟုကိုတခြားလေးစဉ်းစားပြီးတော့လုပ်ဖို့လိုအပ်တယ်ပေါ့နော်။တကယ်လို့အဲ့ဒီစစအောင်ဆုံးအပိုင်းလေးသာကြည့်လို့မကောင်းဘူးဆိုရင်ကိုယ့်ရဲ့နောက်ကဗီဒီယိုတွေကိုစက်ကြည့်သွားဖို့ဆိုတာခက်ရင်ပါတယ်။တခါလေးကြာရင်လေ idea တွေ block ဖြစ်သွားတာမျိုးတွေလည်းကြုံပါတယ်။ကျမလည်းတခါလေးကြာရင် view တွေမတင်ဖြစ်ပါဘူး idea တွေ block ဖြစ်သွားတယ်ပေါ့နော်။အခုလက်ရှိမှာတော့ဒီကျမစီမှာရောင်းတိတ်ချ view မတင်ဖြစ်တယ်ပေါ့နော်ဒီအသေးပုံနဲ့ကကြီးကြီးလေးတွေကိုဗီဒီယိုရိုက်ဖို့ပြင်ဆင်နေတာပါဒီဇိုင်းလေးတွေကလှပေမဲ့လည်းတေချာ display မပြလိုက်ဘူးဆိုရင်ဝယ်တဲ့ customer တွေကတေချာမမြင်တဲ့ခါကျတော့မအားပေးတဲ့ခါကျပစ္စည်းပုံနေရမျိုးရှိရပေါ့နော်အခုကတော့ကျွန်မဒီနေ့ဝတ်ထားတဲ့ဒီနက်ကတ်လေးကိုဝတ်ပြတ်သွားမှာဖြစ်ပါတယ်သူကလေကျွန်မစီမှာလေးဆက်ကရောက်တာလေး1700ကျော်ရှိပြီဒီလားအခုတော့ကျွန်မစီမှာအခု9ခု6ခုလောက်ပဲကျန်မှာတော့တယ်ဒါကျွန်မဆန်းဝတ်ကြည့်မယ်ဆိုပြီး try on လုပ်မယ်ဆိုပြီးအခုမှ try ဖြစ်တာပါဝတ်ကြည့်လိုက်တော့လဲလှတယ်လို့တော့ထင်ရတာပဲပေါ့နော်တီတီတလေးနဲ့ဒီကလို့ stainless steel ပစ္စည်းလေးတွေကိုလက်လီလက်ကဖြည့်မြုံချခြင်းနဲ့ဆိုရင်တော့ကျမရဲ့ Wine Fancy ရဲ့ဘက်ပါကိုလာပြီးတော့ဆက်သွယ်ပြီးတော့စုံစမ်းမိမြန်လို့ရပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။